ရှိဘောကကနေငယ်ရီမောင်ရဲ့မိဖြစ်ကရုပ်ဆိုးကိုလာမိရဲ့ဘောလေးတွေကိုလေးသဘောနဲ့ဝေရောက်ခဲ့သူရဲ့သူများတွေချစ်ကြသလိုမိလေးတွေချစ်စင်မိမယ်ရှိဘောကကနေငယ်ရီမောင်ရဲ့မိဖြစ်ကရုပ်ဆိုးလို့လာတယ်ပါပါဝဒီနဲ့ကုသမီသားလေးတို့လိုစသိမ်းငယ်ရောက်မှပေါင်းခြင်းနဲ့မိလေးမေဒီလိုပဲပေါင်းခြင်းပြီးမေကွယ်မုန်းရှင်နှဖျားကြောင့်ရဲ့အဆုံးမကွယ်